Ilya Topuria နဲ့ Justin Gaethje တို့ကစားခဲ့တဲ့ပွဲကိုနေ့စဉ်ပိုင်းသုံးသပ်ချက် analysis လုပ်ပေးထားပါတယ်။ပွဲမစခင်အနေအထားတွေမှာ Topuria ရဲ့ပုံစံကြည့်ရတာတော့ပေါ့ပါပဲ။စိုးရင်စိတ်သိပ်ပြီးတော့ရှိတဲ့ပုံမပေါ်ပါဘူး။ Justin Gaethje ကတောင်မှပဲနည်းနည်းလေးပွဲ pressure ပြနေတဲ့ပုံစံမျိုးကိုတွေ့ရပါတယ်။ Topuria ကပွဲစကလေးက gap ကိုမြင့်တင်ပြီးတော့ Justin Gaethje ရဲ့ pocket area တွေကိုအတင်းဝင်တိုးပြီးတော့ထိုးဖို့ကြိုးစားနေပါတယ်။ရှေ့ကိုတိုးလာတဲ့ Topuria ကို Justin Gaethje ကလုံးဝအကန့်မခံပါဘူး။ jab ထောက်ပြီးတော့နောက်ပြန်ဆုတ်ထားပါတယ်။ Justin Gaethje ရဲ့ powerful cross jab တွေကဒီပွဲမှာတော်တော်လေးအလုပ်ဖြစ်ခဲ့လို့ပြောရမှာပါ။ Topuria လို fighter မျိုးနဲ့ကစားရချိန်မှာပထမအချိန်မှာအမားလုပ်လို့မရပါဘူး။ဒါကြောင့် Justin Gaethje က jab တစ်မျိုးတည်းကိုပဲတတိကြီးထားပြီးတော့သုံးတယ်။တက်နေသမျှအမားနဲ့အောင်ကစားနေတာဖြစ်ပါတယ်။ Topuria သွားချင်နေတဲ့ sequence ကဒါပါပဲ။သူ့အနေနဲ့တက်နေသမျှ pressure ပေးပြီးတော့တန်စကာနားကိုတွန်းပို့ပါမယ်။ close pocket ထဲကိုရောက်သွားပြီဆိုလို့ရှိရင်တော့ Topuria ကတော်တော်လေးအနေကြီးပါတယ်။သူ့ရဲ့တိုက်ကွက်တွေကိုပဲ fighter မှတောင့်ခံနိုင်မှုမလွယ်ပါဘူး။ဒါကြောင့်မလို့လဲ Topuria က Justin Gaethje ရဲ့ jab တွေထောက်နေတဲ့ကြားတွေကအနာခံပြီးရှေ့ကိုဝင်တိုးနေတာဖြစ်ပါတယ်။ဒီအနေထားမှာ Justin Gaethje ကညာဖြောင်းလက်သေးအယောင်ပြပြီးတော့ဘယ်အမြင့်ကန်ကျဲကန်တာပါ။ Topuria ကလည်းဒီလဲစားမှုမှာတော့အငိုက်မိသွားခြင်းမရှိပါဘူး။ဒီ sequence ကိုတိကျမြင်လို့ရအောင်လို့အနည်းပြကွက်နဲ့ပြန်ပြီးတော့ပြပေးထားပါတယ်။ Justin Gaethje ရဲ့ဒီ take down ကလည်း ground game ကစားဖို့မဟုတ်ပါဘူး။တန်စကာနားမှာ Topuria ကသူ့ကိုကြောင်ပိတ်ထိုးမှဆိုလို့ကာကွယ်တဲ့အနေနဲ့ပြေးဆွဲလိုက်တာဖြစ်ပါတယ်။ဒီခိုက်တန်က Topuria ရဲ့ညာဘက်မျက်လုံးစပြီးတော့ထိတဲ့ခိုက်တန်ပါ။သူများတွေပြောသလို jab ကြောင့်ဖြစ်တာမဟုတ်ပါဘူး။ကျွန်တော်တိကျရှင်းပြပါမယ်။ဒီတိုက်ကွက်က Justin Gaethje ရဲ့အကျော်ကြားဆုံးနဲ့ trademark ဖြစ်ဆုံးတိုက်ကွက်ပါ။ collar တိုင်း uppercut လို့ခေါ်ပါတယ်။ပြန်ဘက်ရဲ့ကိုကင်ထားပြီးတော့ပလက်သီးထိုးတဲ့လက်သီးမျိုးစားတစ်ခုဖြစ်ပါတယ်။ဒီလက်သီးချက်ကိုအပိုင်ထိုးခွင့်ရဖို့အတွက် Justin Gaethje ကဘယ်လို setup ချသွားတယ်လဲဆိုတော့ကျွန်တော်တိကျလေးရှင်းပြပါမယ်။အရင်ဆုံး Justin Gaethje ကခေါင်းကိုငုံပြီးတော့ single လဲပြေးယူမဲ့ပုံစံလုပ်ပါတယ်။ Topuria ကလည်း take down ယူမယ်လို့ထင်သွားပြီးတော့ sprawl လုပ်ဖို့အတွက်ခြေထောက်တွေကိုနောက်ကိုဆုပ်လိုက်တာပါ။ဒီအနေထားက Justin Gaethje ဆင်ထားတဲ့ကွင်ထဲကိုအကွက်တိဝင်သွားတာဖြစ်ပြီးတော့ Justin Gaethje က Topuria ရဲ့ကုတ်ကနေကင်ပြီးတော့ uppercut ထိုးပါတယ်။ထိုးတာကတော့ကြောတက်တဲ့ကိုထိအောင်ထိုးတာဖြစ်ပေမဲ့လည်းရှောင်ရင်တင်းရဲ့အနေထားတွေအကြောင်း Topuria ရဲ့ညာဘက်မျက်လုံးကိုသွားပြီးတော့ထိပါတယ်။ Topuria ရဲ့ body language ကိုကြည့်ရင်ပဲဒီလက်သီးချက်ကဘယ်လောက်ထိ damage ပါခဲ့တယ်လဲဆိုတာခံမှန်းလို့ရမှာပါ။ဒီတစ်ခါမှလည်း Justin Gaethje ကစောစောကအသုံးပြုခဲ့တဲ့နေ့စဉ်အတိုင်းပဲတပုံစံနဲ့လိုက်ပြီးတော့သုံးပါတယ်။ဒါပေမဲ့ Topuria ကဒီတစ်ခါတော့ရအောင်ရှောင်သွားနိုင်တာမလို့ uppercut ကလွဲသွားတာကိုတွေ့ရပါလိမ့်မယ်။ဒီပွဲမှာ Justin Gaethje အသုံးပြုနေတဲ့ take down နည်းစနစ်တွေကတကယ်ပဲမြေပြင်မှာကစားဖို့မဟုတ်ပါဘူး။တခြားတိုက်ကွက်တွေအသုံးပြုလို့ရအောင်အယောင်ပြသုံးနေတဲ့ take down မျိုးစားတွေဖြစ်ပါတယ်။ဒီအနေထားမှာလည်းဒီနည်းစနစ်ကိုထပ်ပြီးတော့တွေ့ရအောင်ပါ။ fake take down ပြပြီးတော့ Topuria ရဲ့ညထင်ကိုညာဝိုက်တစ်လုံးထပ်ထည့်သွားပါတယ်။ဒါကြောင့်မလို့ကစားကွက် setup ချတဲ့အပိုင်းမှာတော့ Justin Gaethje ကပိုတာနေလို့ပြောရမှာပါ။ဒီနေထားမှာလည်း Topuria ကရှေ့ကိုတိုးလာတဲ့အချိန် Justin Gaethje ရဲ့ jab နဲ့တက်တိုးတာမျိုး damage ကပိုပြင်းပါတယ်။အဓိကတော့အားနှစ်ခုစုံပြီးတော့ထိတဲ့ jab ဖြစ်လို့ပိုပြီးတော့အထိနာသွားရတာပါ။ pocket area ထဲမှာအနီးကပ်ရှင်ဝိုက်လာပြီဆိုလို့ရှိရင်တော့ Justin Gaethje က Topuria ကိုမရှင်နိုင်ပါဘူး။ဒါကြောင့်မလို့လဲအဟန့်တားအနေနဲ့ take down တွေပြေးဆွဲတာဖြစ်ပါတယ်။တန်စကာနားမှာအနီးကပ်ပူးပြီးတော့ထိုးရတဲ့အချိန်မှာတော့ Topuria ကတော်တော်လေးကိုကြောက်စရာကောင်းတာပါ။ပထမအခြေပြီးမှာတော့အမှတ်ပေးစီးမြင့်အရာလက်သီးထစ်ချက်အရေးအတွက်ပိုများတဲ့ Justin Gaethje ကအသာရနေပါတယ်။ Topuria ကတန်စကာပေးမှာ Justin Gaethje ကိုကြောင်ပိတ်ပြီးတော့ liver shot တွေထိုးပါတယ်။ Justin Gaethje တော်တော်လေးအထိနာတွေ့ရပါတယ်။ body shot တွေဇက်တိုက်ထိထားတာကြောင့်မလို့ Justin Gaethje ကတော်တော်လေးအထိနာနေပါပြီ။မနေ့ကိုအားတင်းပြီးတော့မတ်တက်ရက်နေရတာဖြစ်ပါတယ်။ဒီမှာဆိုရင် Topuria ရဲ့ liver shot ကတော်တော်လေး power ပြင်းပါတယ်။ Justin Gaethje လည်းခွေကနေပါပဲ။ body shot တွေဇက်တိုက်ထိတဲ့နောက်မှာတော့တောက်မခံနိုင်တဲ့အဆုံး Justin Gaethje လည်းလဲကျသွားပါတယ်။သုံးသက်သူတော်တော်များများကကြတော့ဒီနေရာမှာ Topuria အနေနဲ့ Justin Gaethje ကို ground and pound နဲ့လက်သီးချက်တွေသာထပ်ပြီးတော့ထိုးနိုင်ခဲ့မယ်ဆိုလို့ရှိရင်ပွဲကပြတ်သွားနိုင်တယ်ပေါ့နော်။ Topuria အနေနဲ့လည်းလက်သီးချက်တွေဆက်မသုံးဘဲနဲ့ချုပ်ကွက်ယူခဲ့လို့သာပွဲမပြတ်ဖက်နဲ့နောက်အခြေတွေမှာအထိနာပြီးတော့ရှုံးနေသွားရတာဆိုပြီးတော့ထောက်ပြကြပါတယ်။ဒီချက်ကိုကျွန်တော်လည်းသဘောတူပါတယ်။ဒါပေမဲ့ဒီနေရာမှာ Topuria အမားလုတ်သွားတယ်လို့တော့မပြောလို့ပါဘူး။သူလည်းသူ့ရဲ့ဆုံးဖြတ်ချက်နဲ့သူဖြစ်မှာပါ။သူကိုယ်တိုင်ကလည်းအတင်းကြီးဝုန်းတိုင်းကျဲပြီးတော့ပွဲဖြတ်ဖို့တက်လို့မကြံတော့လို့များလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းဒီသူကိုယ်တိုင်ကပဲ Justin Gaethje ကိုချုပ်ကွက်နဲ့အနိုင်ရနိုင်တယ်လို့ယုံကြည်ထားတာကြောင့်လားတော့မပြောတတ်ပါဘူး။ဒီအနေထားမှာ Justin Gaethje ကို ground and pound နဲ့ဇက်တိုက်သုံးပြီးတော့ပွဲဖြတ်လို့ရတယ်ဆိုတာကိုကျွန်တော်တို့လိုဘာမှမဟုတ်တဲ့သူတွေတောင်သိတယ်ဆိုလို့ရှိရင် Topuria ကပို့ပြီးတော့သိမှာပါ။သူ့မှာလည်းသူ့အကြောင်းပြချက်နဲ့သူတော့ရှိပါလိမ့်မယ်။ပွဲပြတ်မသွားဘူးဆိုတော့ဒီနေရာလေးကထောက်ပြစရာတော့ဖြစ်လာတာပေါ့။တတိယအချီနဲ့စတုထအချီမှာတော့သုံးသွားတဲ့နည်းစနစ်ပိုင်းတွေကရှေ့မှာသုံးသွားခဲ့တဲ့နည်းစနစ်တွေနဲ့ခက်ဆင်ဆင်ပဲမလို့ကျွန်တော်ဗီဒီယိုကိုဒီနေရာမှာပဲအဆုံးသတ်ပါရစေ။ကြည့်ရှုအားပေးခဲ့တဲ့တယောက်ချင်းစီတောင်ကျေးဇူးအများကြီးတင်ပါတယ်